မင်္ဂလာပါဒီနေ့မြန်မာ School House ရဲ့ School House English မှာတင်ပြမယ့်သင်ခန်းစာကတော့ဒုတိယတန်းမြန်မာဖတ်စာသင်ခန်းစာ3မှာတွေ့ရမယ့်စကားလုံးများကိုအင်္ဂလိပ်လိုရွတ်ဆိုလေ့ကျင့်မယ့်သင်ခန်းစာဖြစ်ပါတယ်ရေလှိုင်သဝေထိုးရရေလဟတ်ထိုးလုံးကြီးတင်တစ်ချောင်းငင်ငတ်သက်ဝိစာနှလုံးပေါက်လှိုင်ရေလှိုင်wave ပန်းခိုင်ပနတ်သက်ဝိစာနှလုံးပေါက်ပန်းခလုံးကြီးတင်တစ်ချောင်းငင်ငတ်သက်ခိုင်ပန်းခိုင် flower stem ပြိုင် heron ထမင်းချိုင်ထမငတ်သက်ဝိစာနှလုံးပေါက်မင်းထမင်းခရပ်ပင့်လုံးကြီးတင်တစ်ချောင်းငင်ငတ်သက်အောက်ကမြင့်ချိုင်ထမင်းချိုင် lunch box ရေအိုင်သဝေထိုးရရေလုံးကြီးတင်တစ်ချောင်းငင်ငတ်သက်အိုင်ရေအိုင် puddle စတိုးဆိုင်စတလုံးကြီးတင်တစ်ချောင်းငင်ဝိစာနှလုံးပေါက်တိုးစတိုးစလုံးကြီးတင်တစ်ချောင်းငင်ငတ်သက်ဆိုင်စတိုးဆိုင် store ထိုင်ခုံထလုံးကြီးတင်တစ်ချောင်းငင်ငတ်သက်ထိုင်ခသေးသေးတင်တစ်ချောင်းငင်ခုံထိုင်ခုံ chair မနောတိုင်မသဝေထိုးနရေးချနောမနောတလုံးကြီးတင်တစ်ချောင်းငင်ငတ်သက်တိုင်မနောတိုင် manna pillar ဒိုင်သူကြီးဒိုင်သူကြီးဒလုံးကြီးတင်တစ်ချောင်းငင်ငတ်သက်ဒိုင်သနှစ်ချောင်းငင်သူဒိုင်သူကရရစ်လုံးကြီးတင်ဆန်ခတ်ဝိစာနှလုံးပေါက်ကြီးဒိုင်သူကြီး referee တောမြိုင်သဝေထိုးတရေးချတောမရရစ်လုံးကြီးတင်တစ်ချောင်းငင်ငတ်သက်မြိုင်တောမြိုင် woods မွှေးကြိုင်သဝေထိုးမဝဆွဲဟတ်ထိုးဝိစာနှလုံးပေါက်မွှေးကရရစ်လုံးကြီးတင်တစ်ချောင်းငင်ငတ်သက်ကြိုင်မွှေးကြိုင် aromatic ပြိုင်ပွဲပရရစ်လုံးကြီးတင်တစ်ချောင်းငင်ငတ်သက်ပြိုင်ပဝဆွဲနောက်ပစ်ပွဲပြိုင်ပွဲ race တိုင်းပြည်တလုံးကြီးတင်တစ်ချောင်းငင်ငတ်သက်ဝိစာနှလုံးပေါက်
တိုင်ပရရစ်ညက်သက်ပြည်တိုင်းပြည် country ဆိုင်းဝိုင်းစလုံးကြီးတင်တစ်ချောင်းငယ်ငတ်သက်ဝိစာနှလုံးပေါက်ဆိုင်းဝလုံးကြီးတင်တစ်ချောင်းငယ်ငတ်သက်ဝိစာနှလုံးပေါက်ဝိုင်းဆိုင်းဝိုင်း orchestra မြင်းရိုင်းမရရစ်ငတ်သက်ဝိစာနှလုံးပေါက်မြင်းရလုံးကြီးတင်တစ်ချောင်းငယ်ငတ်သက်ဝိစာနှလုံးပေါက်ရိုင်းမြင်းရိုင်း wild horses ဒီနေ့သင်ခန်းစာကိုကြည့်ရှုအားပေးတဲ့တသားမီမီကျောင်းသူကျောင်းသားများအားလုံးကိုမြန်မာ School House မိသားစုကကျေးဇူးများကြီးတင်ပါတယ်